Hello အားလုံးပဲမင်္ဂလာပါပဇွန်ကွက်ကျော်တော့ကောင်းကောင်းကြိုက်တဲ့သူတွေရှိလားဒီနေ့တော့ကျော်စစ်ကဆိုင်မှာဆိုရင်ဈေးကြီးပေးဝယ်စားရတဲ့ပဇွန်ကွက်ကျော်တော့ကိုအိမ်မှာအလွယ်တကူနဲ့အရသာရှိရှိကိုယ်စိတ်ကြိုက်တုပ်ပြီးတော့စားပြည့်ရင်းနဲ့သူနဲ့လိုက်ဖက်တဲ့အချင်းစန်နီလေးပါတွဲပြီးဝင်မြပေးထားတယ်ဆိုတော့အားလုံးပဲကျော်စစ်နဲ့တူလိုက်ပြီးတော့တုပ်စားလိုက်ကြအောင်နော်ကဲအရင်ဆုံးပဇွန်ကွက်ကြော်တုပ်ဖို့ကျော်စစ်ကဒီမှာခောက်ဆွဲကိုအခုလိုမျိုးပဲငံ့ပြားရည်လေးနဲ့အတူနှဲထားပေးလိုက်ပါမယ်။ကဲဒါကတော့အတုပ်မှာပါမယ်ပါဝင်ပစ္စည်းလေးတွေပေါ့နော်။တခွားသီးရယ်နန်းနမင်းရယ်ဂေါ်ဘီလေးရယ်ကျော်စစ်တို့လိစိတ်ထားမယ်။ကဲအတုပ်ရဲ့အသက်ကျော်စစ်တို့အချင်းရင်လေးဆက်ကြမယ်ပေါ့နော်။အရင်ဆုံးမကြီးသီးမဲ့ကိုရေဖြောထားမယ်။တဲကိုမကြီးသီးမဲ့ရေဖြောထားတာလေးထည့်မယ်။ထညက်ရေထည့်ပေးပါမယ်။ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ့်နဲ့ကျော်စစ်တို့ကြိတ်ထားတာလေးထည့်ပေးလိုက်မယ်။ပြီးရင်ရင်နွေးလေးနဲ့ငယ်ထည့်ပြီးတော့ဆော့ချင်လေးပါထည့်ပေးလိုက်မယ်ပေါ့နော်ဒီနေရာမှာကြိုတဲ့နေရာမှာတော့ခပ်ပြစ်ပြစ်အနေထားရောက်သည့်အထိကိုကြိုပေးလိုက်ပါမယ်ကဲအချင်းကတော့အသက်ဖြစ်တဲ့အတွက်ကြောင့်မလို့အခုလိုခပ်ပြစ်ပြစ်လေးနဲ့အနံ့လေးမွေးလာတဲ့အနေထားရောက်ပြီဆိုလို့ရှိရင်တော့ကျော်စစ်တို့အေးခံပြီးထားလိုက်ပါမယ်ကဲအခုဆိုလို့ရှိရင်တော့ကျော်စစ်တို့ပဇွန်ကွက်ကြော်စပြီးကြော်ဖို့အတွက်ကိုဒီမှာပဲပင်ပေါက်ကလေးရဲ့ပဇွန်ရဲ့ပြင်ထားမယ်ပေါ့နော်ပဇွန်အခုလိုမျိုးတန့်စင်ပြီးတော့ကြတော့ပြင်ထားလိုက်ပါမယ်အရင်ဆုံးအနေနဲ့ဒဲတဲကိုငွေသစင်မင်းရာနှုံးပြမြေပဲစီတန်လေးထည့်ပြီးတော့အတုတ်ကအသက်ပေါ့နော်ကျော်စစ်တို့ဒီမှာစီချက်ကလေးချက်လိုက်မယ်စီချက်ကိုတော့ကျော်စစ်ကကြက်သွန်နီးစီချက်ကလေးမွေးမွေးလေးချက်လိုက်ပါမယ်ကဲပြီးရင်တစ်ဖက်မှာလည်းအကြော်ကြော်ဖို့အတွက်အကြော်မုံဆက်မယ်ပေါ့နော်အကြော်မုံထဲကိုစားထည့်တယ်စနုံးမုံထည့်တယ်ပြီးရင်ရေနဲ့အတူမပြစ်မကျဲအခုလိုအနေထားလေးရောက်တည်တည်ဖြောပြီးတော့ကျော်စစ်တို့စပြီးကြော်ပါမယ်ပဇွန်ကွက်ကြော်ကိုအိမ်မှာကြော်စားတော့ကိုယ်စိတ်ကြိုက်ကြော်စားလို့ရတယ်ပေါ့နော်ခုလိုမျိုးပဲပင်ပေါင်းနဲ့ပဇွန်နဲ့ကိုအချိုးမြအောင်ကြော်ပြီးစားလို့ရတယ်တချို့ဆိုင်တွေမှာဆိုရင်ပဲပင်ပေါင်းများပြီးတော့ကြတော့ပဇွန်နဲ့တာမျိုးတွေရှိတယ်ပေါ့နော်ကျော်စစ်ကတော့ဒီမှာအိမ်မှာဆိုတော့ကြတော့ကိုယ်စိတ်ကြိုက်ပဇွန်ဆိုလို့ရှိရင်လည်းအခုလိုကိုကြိုက်တဲ့ site အနေထားနဲ့တွဲပြီးတော့ကြတော့ကြော်စားပါတယ်ကြော်တဲ့နေရာမှာတော့ကျော်စစ်တို့မီးအေးလေးနဲ့ကိုပဇွန်လေးတွေရဲပြီးတော့ကြတော့ပေါ့နော်ပဲပင်ပေါက်တွေလည်းအရန်မဲသွားတဲ့အနေထားမျိုးလေးမရအောင်တတိထားပြီးတော့ကြတော့ကြော်ပေးပါမယ်စပြီးကြော်လိုက်တာနဲ့ကိုကျော်စစ်တို့ဒီမှာပဇွန်နဲ့မှုေးပြီးတော့ကြတော့လုံးဝစားချက်စပွဲပဲပေါ့နော်ကဲအခုဆိုလို့ရှိရင်တော့ကျော်စစ်တို့ဒီမှာပဇွန်ကွက်ကြော်လေးတွေရပြီပေါ့နော်စီစစ်ပြီးတော့ကြတော့ထားလိုက်မယ်တလက်စားတယ်ကျော်စစ်ကဒီမှာပဲပြားလေးတွေပါထည့်ပြီးတော့ကြတော့ကြော်ပေးလိုက်မယ်ပေါ့နော်ကဲဒါဆိုလို့ရှိရင်တော့ဒီမှာအတုပ်တုပ်ဖို့အတွက်လည်းတော်တော်လေးစုံစုံလင်းလင်းလေးရသွားပါပြီကဲစပြီးတုပ်ဖို့အတွက်ကိုစလုံးထဲကိုဒီမှာခောက်ဆွဲထည့်မယ်ပြီးသွားရင်ကျော်စစ်တို့ဒီမှာကြိုက်ထားတဲ့ပဲပြားလေးတွေထည့်မယ်တခွားသီးစိတ်ထားထည့်မယ်ဂေါ်ဘီထည့်မယ်ပြီးရင်ပဇွန်ကွက်ကြော်ထည့်ပေးမယ်ပေါ့နော်ပဇွန်ကွက်ကြော်ကတော့အိမ်မှာတုပ်တာကြော်စစ်ကကိုယ်စိတ်ကြိုက်များများလေးထည့်ပြီးတော့ကြတော့တုပ်စားပါမယ်ဆိုင်မှာဆိုရင်နည်းနည်းလေးပဲစားရတော့လေအိမ်မှာကျတော့အဝါကိုယ်စိတ်ကြိုက်တုပ်စားမယ်ပြီးရင်အဓိကစီချက်မှုမွေးလေးထည့်ပေးပါမယ်ဒီနေရာမှာအချင်းရလဲအသက်ပေါ့နော်ကျော်စစ်တခုနောင်ကကြိုးထားတယ်ဒီမှာအချင်းလေးကိုလည်းထည့်ပေးလိုက်မယ်ပေါ့နော်အချင်းရွှဲရွှဲလေးနဲ့စားခြင်းလို့ကျော်စစ်ကအချင်းများများလေးထည့်ပါတယ်ပြီးရင်ပဲမုံအကြက်မုံထည့်ပါမယ်ငရုတ်သီးအလော်မုံထည့်ပေးပါမယ်အရသာအတွက်ငံပြားရည်ရသာမုံလေးထည့်ပေးပြီးသွားလို့ရှိရင်တော့ကျော်စစ်တို့ဒီမှာအရသာရှိရဲ့ပဇွန်ကွက်ကြော်တုပ်ကလေးရပါပြီဆိုင်မှာစားတဲ့အရသာအတိုင်းကိုမှကိုယ်စိတ်ကြိုက်ထည့်ပြီးတော့ကြတော့စားလို့ရတာဖြစ်လို့အိမ်မှာဒါမျိုးလေးတုပ်စားကြည့်ပါနော်ကဲအားလုံးပဲစားကြပါအောင်ခင်ဗျာအခုလိုမျိုးအတုပ်တွေဆိုလို့ရှိရင်ဆိုင်မှာစားရတာလည်းအရသာတစ်မျိုးပေါ့နော်အိမ်မှာကြတော့ကိုယ်စိတ်ကြိုက်အလွယ်တကူကိုအခုလိုမျိုးအရသာရှိရှိလေးတက်တက်ရက်ကလေးတုပ်ပြီးစားလို့ရတယ်ဆိုတော့အလွယ်တကူနဲ့အရသာရှိရှိတုပ်စားလို့ရအောင်ကျော်စစ်ကဒီနေ့အိမ်မှာပဇွန်ကွက်ကြော်တုပ်လေးတုပ်စားပြင်းနဲ့အားလုံးဝင်မြပေးလိုက်ပါတယ်အချင်းရလည်းလုံးဝထိထိမိမိလေးဆိုတော့လေအဆက်ဟက်တက်ပြီးတော့ကြတော့အရန်စားလို့ကောင်းတယ်ပေါ့နော်ဟင်းကားကတော့ပူပူလေးကတော့မပါမဖြစ်ပေါ့နော်ကျော်စစ်ကတော့ဒီနေ့ကော်ဖီဟင်းကားလေးနဲ့တွဲပြီးတော့ကြတော့စားပြစ်ပါတယ်တက်ကတော့ကျွန်တော်တို့ဒီငွေသစင်မင်းရဲ့ရာနှုန်းပြမြေပဲစီတန်ကိုပဲသုံးတာပေါ့နော်အမြဲတမ်းကျွန်တော်တို့အိမ်မှာတော့ကြော်တာပဲဖြစ်ဖြစ်ချက်တာပဲဖြစ်ဖြစ်ဒီငွေသစင်မင်းရဲ့ရာနှုန်းပြမြေပဲစီတန်ကိုပဲသုံးတယ်ပေါ့နော်သူကတော့ဘာနဲ့မှရောတော့ထားမရှိဘူးအတန်ဆုံးအစစ်ဆုံးလို့ပြောလို့ရတယ်အဲ့တော့အားလုံးဝင်ရပေးပါတယ်ဒါမျိုးလေးတုတ်စားကြည့်ပါဘယ်လိုကြော်တုတ်လေးဒီကားစုတွေအဝစားအရင်ထိမြနောက်ပြိုင်မှာပြန်ကြည့်ပါမယ်တက်တာပါ